မင်္ဂလာပါရှင်ပါစေတန်စင်တွေနဲ့ကိုကပါသူဟာလေရောက်ရှိလာချင်းဆိုတဲ့ရန်တရားဟောင်းမှာဆုံးတွေ့ချိန်မှာကျုံမြင်နိုင်တဲ့နေတွေပိုင်ဆိုင်နေရလို့ပါသူရဲ့ကိုတွေ့တဲ့ခိုင်မှာရှိမစနိုင်တော့ပါပြန်ရင်လမ်းလေးမှာကိုယ်ဒီစိတ်သုံးခဲ့ပြီးစုံတရားမျောလင်းပြီးခဲ့တာမင်းသိနိုင်မလားတိုင်းသူတွေချင်းသိလဲမပိုင်ဆိုင်နိုင်တဲ့ဘဝမှာမြင်နေရုံလေးဖြစ်နေတာတို့တွေ့ထားရလားပြန်ချိန်လာလေးမှာကိုယ်စီစိတ်တော့ခဲ့ပြီးတစုံတရာမျောလင်းမိခဲ့တာမင်းသိနိုင်မလားဆိုင်သူတွေချင်းသိလေအပိုင်ဆိုင်နိုင်နေဘဝမှာမြင်နေရုံလေးချင်းနေတာဒုံထွက်ချောင်းရလားမလို့